အလိုက်မသိဟောမိတော့အပေးစားခံရတက္ကမတယောက်ကလည်းရှေ့ဆုံးကကလေးပွေပြီးတော့ထိုင်းနေရတောင်ကြီးပိတ်ပြီးဘုဇတိဒီဘုရောသတ္တမေတတ္တိဝလောကသာသတိနုသာသတိသတ္တဟူ၍ဟောတော်မူသည်ဆိုတော့သူကမူသည်နဲ့နောက်ကလူတွဲလောက်ကလစ်ကုန်တက္ကမကနောက်လှည့်ကြည့်ဟုတ်တော့အဖော်တွေတောင်ပြန်ကုန်ဘုန်းကြီးနဲ့တော့ရတောင်ကြီးပိတ်ပြီးအလိုက်မသိဇွတ်ဟောနေဒုက္ခပဲပေချင်းသိုးလေးရလဲတော့အိတ်လိုက်တာခြေတော့ကလည်းကျင်လိုက်တာဆေးလိပ်တို့ညှက်လို့မရတတွေးဆွလို့မရနောက်တက္ကမထူးဘူးဆိုပြီးညံကူပြီးအိတ်နေတဲ့ကလေးဗိုက်ကြောဆွဲစိတ်ကလေးကကော့ထိုးပြီးဆိုကော့ထိုးမူတာပေါ့ကလေးငိုတော့မှဘုန်းကြီးလည်းကြားတရားလည်းသိရောဆိုပြီးတော့ဟဲ့သိချင်းစိုးလေးငိုးမနေနဲ့နင့်အဖေကအခုထိဘီးတမမချသေးဘူးအပေးစားခံရတာပြောပါတယ်အလိုက်မသိလို့ဟောရှေ့တုန်းကဘုန်းကြီးကြတော့နာမည်လေးတစ်လုံးတောင်လက်ဖက်ထုံးမလို့ရဘဲနဲ့ကင်မွန်းတက်ခံရဆိုအလှမှာတရားနာပြေးတာအဲ့ဒီဘုန်းကြီးတရားဝဲပြီးတော့သူတို့ကသာကူကိုလည်းတိုက်ချင်ဆိုင်ကလည်းဒီပွဲမှာတစ်တာခွင့်ကိုတီးရင်တော့တရားနာပြေးတာကြီးဘုန်းကြီးကတရားကရှင်းနေရောအလူတကာလျှောက်ထားတယ်အရှင်မရတဲ့တူတူဟောဗျအရှင်မရတရားပွဲပြီးရင်တပည့်တော်တို့သာကူတိုက်အောင်ပါဗျလျှောက်ထားပါတည်းကနဲ့ဘုန်းကြီးတရားကမပြီးနိုင်ဘူးဆိုင်သမားကလည်းတီးခြင်းလှပြီတီးခြင်းလှဘုန်းကြီးကမပြီးသာကူရိုးတွေကလည်းနေဘူးကြီးတဲ့ဗန်းနေနဲ့အုပ်ထားတဲ့ဒဲကြီးတွေနဲ့နောက်နှဲသမားကအချက်ပေးတဲ့နောက်ကတော်မရဘူးဘုန်းကြီးကဇွတ်ဟောလို့တရားနာပြိဿသိမ့်လေသိမ့်ရောပိဋကကြီးခမညာပြီးခံပြီးတော့စောင့်ဆိုင်တော်မူကြပါကျွန်တော်တို့တရားပွဲအပြီးမှာသာကူတိုက်ဖို့အစီအစဉ်ရှိပါလားခမညာပိဋကသာကူတိုက်မယ်ဆိုတော့လေဟညာပညာပြန်ထိုင်ညသာကူတိုက်မလို့တဲ့အိုးဖွင့်ကြည့်လိုက်တော့သာကူယိုတွေကနေဘူးတဲ့ပိတ်ထားတော့အကုန်သိုးကိုလူတွေလည်းပဲမပြောရဲဘူးနောက်ကြတယောက်နဲ့တယောက်ပေါ့လေတူတူစားကြင်တော့ရှင်လို့ပြန်ထိုင်တဲ့လူတွေအကုန်ကိုယ်ကာယဖြစ်ကိုအဲ့နဲ့တော့တိုင်းမှာသူကြာလာကြီးလားအချက်သေးလို့နဲ့တူပါရဲ့ဘယ်မှာကြည့်ရမလို့သိုးကုန်လာပြန်လာလို့သိုးကုန်မတဲ့ဟာပြောကောင်းမလဲအဲ့ဒီဘုန်းကြီးအဲ့ဒီချိန်ကစပြီးတော့နာမည်ရသွားတာသာကူသိုးဘုန်းကြီးနဲ့အလိုက်မသိရင်ဟမ်မကြဘူးနော်ဗျိဿဒါကြောင့်အလိုက်သိရပါတယ်ကျွတ်တို့ကတော့အလိုက်သိတဲ့ဟိုဘက်လွန်ပြီးခြုံထွက်နေတဲ့ဘုန်းကြီးပါဗျိဿကျုံငယ်လေးတွေကအလိုက်သိကိုရင်တုန်းကကျန်ဒီကမြောက်ကျောင်းကိုရင်နှစ်ပါးစာပြိုင်းအောင်တောင်းနဲ့ကိုရင်နှစ်စာပြတ်တန်းစာပြိုင်းအောင်တော့ကျုပ်တရားနဲ့ထိုင်မတန်ကောင်းစာပြိုင်းအောင်တော့ကျုပ်တရားနာဗျိဿရှုံးနိုင်ရကိစ္စမရှိရှုံးတော့စိတ်ညစ်တော့အစောကြီးအိတ်တာပေါ့နိုင်တဲ့ရကြတော့ကျုပ်ဒုက္ခများပြီဒုက္ခများရောပေါ့တရားနာပြေးတာနိုင်တဲ့ရကြတော့အိတ်မှာအိတ်တော့ပဲဝမ်းသာလွန်းလို့နိုင်တာနဲ့ညညင်းတဲ့သကောင်တပါးလေးသူများတွေအိတ်ကုန်ပြီကျုပ်ကရေအိုးတဲ့ခေါင်းစွပ်အိုးကြံချောင်းမဲနဲ့ရေအိုးဖင်ချစ်ဓာပြောက်ဖွင့်အိုးကြံချောင်းမဲကရေအိုးဖင်ကဓာပြားအတန်ကပါဇက်ကထွက်အာကောက်ဖွင့်လုံးဆိုကျုပ်ဗရကုသလကောက်ဖွင့်အကျံခဲလေသနောကောက်ပုံလိုက်နောက်ကနေဒဗလာကြီးနဲ့နှက်တာဖုံးဆိုလှဲ့ကြည့်ဖုံးကြီးဗျာကမြင်းမလားသူများတွေအိတ်နင်းဘာကြခက်တောင်ချင်းရှိမှာအေးဒီမှာအိတ်ပါပြီဗျာအိပ်ပါပြီဖရသာဆိုတာရေအိုးကစွတ်တုံးကရှောရှူဗျာအရေးကြီးတော့ချွတ်မရမဟုတ်ဘူးအရေးကြီးရင်ဖြစ်တတ်တဲ့ဒကမတွေလည်းမှတ်ထားကျွတ်တို့ပဲမိမတယောက်ဟဲ့ပွဲသွားရအောင်ဆိုအဖော်ဒီခေါ်လို့ထမင်ဝစ်ပြီးထွက်သွားတာအထက်ဆင်အောက်ကရောက်တာပြင်မဲ့ကြမှသိခရမ်းမရမ်းကြလွယ်တတ်ဖြစ်တတ်တယ်ကိုယ့်ယူကာယကဲချွတ်မရတော့ဟာအိပ်သေးဘူးလားစိတ်ပေါက်ရှိတာနဲ့လေပင်ရမ်းပြီးတော့ရေအိုးကျန်းနဲ့ရိုက်ခွဲ
တိုင်းအလုံးကြီးကွဲတယ်ကရုတ်ကလည်းပင်ကြံနေကြံ့ကြောင်ဖောင်းမှဖြစ်ပါတယ်ဆိုမှနောက်အဲ့ရတဲ့ကြမှာပေးတွေချွေရနရွက်တွေပြန်ပွန်းငငယ်တုန်းကဝါဒနာကြီးလုံးလို့ကိုရင်နဲ့မှတော့ကျုပ်ရေတံထမ်းရဆုံးပေါ့ရေတံထမ်းရတော့အမှုကစစ်ကြီးဒီပြင်အမှုမရှိဘူးတချင်းဆိုမှုကြီးပဲဟုတ်တယ်ငါညီများနှမများငါတချင်းဝါဒနာပါတာလေဟောမင်းတို့ဓာတ်ပြားတချင်းဝါဒနာပါတာငါအိတ်နေသလောက်ရှိငါစမ်းပြီလို့ပြောရအောင်ငရိုးငယ်နာတော့ကုံတော့မှာမင်းတို့ကဓာတ်ပြားတချင်းနေစာအုပ်ထဲစုတလက်မလောက်စာအုပ်ကြီးနဲ့ဒါရှိငါမဟုတ်ဘူးကွာကျွန်တော်ဟောငါဖိုက်သေးလေဗဇက်သေးတယ်ငါရတဲ့တချင်းအပုတ်400ကျော်တယ်ဓာတ်ပြားတချင်းငါတလောက်ဝါဒနာကြီးရမကောင်းတဲ့ပဲညံသွက်ခဲ့ဘူးကာထာတကာထာကျင့်ရင်တနေကုန်ကျက်လို့ကြည်စင်မှကြည်ဓာတ်ပြားတချင်းနားထောင်3ကောင်းလောက်ဆိုရမကောင်းတဲ့ပဲချော်ထွက်တယ်တရားဘုန်းကြီးဖြစ်လာတာတော်သေးတယ်ဆိုရမှာပေါ့ဘယ်တစ်ချင်းကစပြီးငါဝါရဏပါခဲ့တုံးဆိုတော့တို့သေသွားပါပြီကွယ်ကလမလေးလို့နှာခေါင်းချွန်းချွန်းနဲ့မေလှမြိုင်ကိုတစ်ချင်းကစငါသဘောကျတယ်စိမ့်လက်ကန်တာအတန်သွားလေးကောင်းပါတယ်ထမင်းအသက်9ရက်ပါရေအသက်ဟာ10မိနစ်ဆိုပြီးတာဒီစကားကိုတွေးရင်ပြင်းပြင်းမနှေးပင်ထောက်ခံပါဟုတ်မှန်လားတော့ရေလူချင်းအကျိုး10ပါးတကယ်ကွာပါတယ်တော့ဟေးဟာဆင်းကူပြေးလို့ဟာငါအပြန်တစ်တာတဲ့တောင်ခောက်ခဲ့သွားခြင်းအဲ့ဒီကစပြီးဝါရဏပါခဲ့တာဟေ့နောက်ကွယ်ဒုက္ခတုံးကပေါ့အခုလိုတွန်တေးတို့ဘာတို့ညာတို့မဟုတ်သေးဘူးပေါ့ဒုက္ခတုံးကမေလှမြိုင်တို့တက္ကသိုလ်များကြီးတို့နာမည်ကြီးကြတာလေနော်တက္ကသိုလ်များကြီးသချင်းဆိုရင်ငါဂီတပိတ်မှန်ကစသဘောကျရှေးကတေးဆောင်မင်္ဂလာရှိလို့နေပြန်ဗမာတွေမှာလွတ်လပ်ရေးရပြန်ဆင်းရဲခြင်းလို့ကင်းအောင်လဲအမေအဲ့ဒီဟာပေါ့ကွာအဲ့ဒီဟာပေါ့ငါအဲ့ဒီကစသဘောကျတာဓာတ်ပြားသချင်းအပုတ်400ကျော်သွားတယ်နောက်ငါကမြင်းညှိုးထားတဲ့အကြောင်းလေးပြောအောင်မယ်ငငယ်ကမန္တလေးမှာဟေးအစိုးရရုပ်ရှင်နဲ့ပြဇာဌာနကမေလှမြိုင်တို့ရန်နိုင်စိမ့်တို့ဝေသာလီမောင်ဖုံးတို့ရောက်လာကြပါရောကွယ်အဲ့ဒီရောက်လာတော့ကျုံနဘေးမှာကွပညာရေးပြပွဲပြိုင်ပွဲအစိုးရပြဇာပါတော့ငါဥဇနကဆိုတဲ့ဥစဉ်နဲ့သွားတော့မေလှမြိုင်တို့ပါတယ်ဆိုတော့တို့ပြဇာစင်နောက်ကနေတက်တာပေါ့ပစိုးလေးခင်းပေးဘာကိစ္စတို့မရတဲ့ဘုန်းကြီးဆိုတော့လည်းကြောက်မေလှမြိုင်နဲ့တွေ့ကျင်လို့ပါလို့ဒါနဲ့မေလှမြိုင်ခေါ်ပေးမေလှမြိုင်ကတို့ရှ िख ိုးတယ်ဘာကိစ္စတုံးဗျာတဲ့ခင်ဗျားစကားပြောကျင်လို့ပါဆိုကလမမျက်လုံးပြူးသွားတယ်ကလမလေးလုံးဟုတ်ပါကလမမှန်တော့မသိပါဒီလိုပါလို့ခင်ဗျားစကားပြောကျင်တာတခြားမဟုတ်ပါဘူးလို့ခင်ဗျားဆိုတဲ့တခြင်းနေတိတ်ပြီးတော့သဘောကျတယ်လို့ဘုန်းကြီးဝင့်နေပေမဲ့မကောင်းတဲ့ဘက်ဝါဒနာဘာကြီးကထုံးနေတော့ပြောရအောင်မယ်လို့ဟိုရက်ကန်းစင်ကလေးနဲ့ဟိုလက်စွမ်းပြချိန်ဆိုတဲ့တခြင်းလေးဆိုပြသမှာလို့လက်စွမ်းပြချိန်ဆိုတဲ့တခြင်းကွာယောက်ျားတွေစာမတအကန့်နဲ့မိန်းမတွေရက်ကန်းမတအကျိုးတဲ့ဖရာတဲ့အဲ့ဒီတခြင်းကဒီကနေ့အဲ့ဒီရက်ကန်းစင်နဲ့ပြသမဟုတ်ပါဘူးဖရာတဲ့သို့တော်လည်းအရှင်ဖရာတို့ဩဝါဒအတိုင်းဆိုတော့ပြပါမယ်ကောင်းသေးလားကွာတချင်းဆိုခိုင်းတာဩဝါဒဖြစ်ကိုရောဟာကမြင်းရောထားခဲ့ပုံပြောပါတယ်တို့ကအင်မတန်ပင်မလိမ့်မယ်ထင်တယ်ကိုကွာမေလှမြိုင်တို့ဆိုတဲ့အခါမှာပင်မမှုဟေးမေလေးထိုးကစက်ကလေးငဲ့ကားနဲ့ခြေစင်းကလေးနဲ့ကိုကွာသူကဒီကစခြေစင်းဟေးပါတယ်အေးခြေစင်းဒီလိုကွနေဝေယောဒီကစားအိုးရမီဆင်းမြောင်းဘယ်လမ်းမှမထွက်ပါရှင်ဒီကစားတော့မောင်ရိုက်နေလိုက်မဲ့အစင်းတင်မဲ့အစင်းဒီကစားတော့
ဒါအတွဲမှန်မဟာအကွယ်ဆန်းရွာအထွေလန်းဒီအစကိုတော်ပြီးကြာရင်ကုံတော့မှဒီအစနဲ့အဲ့ဒီကနေဆိုပြလိုက်တော့ငါသဘောကျလွန်းလို့ဟေးမကောင်းတဲ့ပဲညံသွက်ခဲ့တဲ့ငါ9 ဝါလောက်ကမှစတရားဟောတာကွတော်ပြီဒါဒီဝါဒနာပါရင်ဟိုဘက်ရိုင်သွားလိမ့်မယ်အရင်တော့ကပြတ်စားဒီငါကိုယ်တိုင်ရေးလို့မန္တလေးကမင်းသမီးတွေခေါ်ပေးလို့အရက်ကကလေးတွေနဲ့ပြတ်စားတွေတိုက်လို့ကကြဟာသင်္ကန်းကြီးနဲ့ဘိုးရိုးပါရကိုရိုးကာယာကြီးပေါ့ကွာနောက်တော့မှတော်ပြီလို့ဆိုပြီးတော့ဒီဝါဒနာလေးနဲ့ဒီဂီတတွေကိုထည့်ပြီးတော့ကလေးသူငယ်တွေနာချင်းအောင်ဟောလို့လည်းပဲတရားနာပြိတ္တဒီတပါးသောပုဂ္ဂိုလ်တဲ့စီးတယ်ကောင်းလို့တော့မဟုတ်ဘူးဟေးပယုတ်ဒုက္ခကြတတ်လွန်းလို့တွေ့ရမှာပေါ့ညောတော့လည်းပဲခွင့်လို့တိခံကျင်နိုင်ပါသဖြင့်ဘုန်းကြီးလည်းပဲလူငယ်လေးတွေဆွဲဆောင်ဟောနိုင်ပြန်တစ်ချက်ကလေးလေးတွေငုတ်တုတ်ရှိသေးတယ်အဲ့ဒါကြည့်ရင်ကျုပ်ပေါ်တိခံနိုင်ရတော့ပါပြီမှန်လားပြိတ္တကြီးကဲကွယ်ဒါနဲ့ငါအဲ့ဒီလိုဝါရဏပါလုံးလို့ကွာတနေ့ကျတော့တို့ရေရန်ကြမင်းဒီအိုးကြီးပြည့်အောင်ခါတဲ့ကွယ်ငပြောသည်အုပ်တဲ့အိုးကြီးအထက်ကအပေါက်ချင်းချင်းအောက်ကဘိုက်ပူနဲ့ဘဲဥအိုးကြီးပေါ့ကွာအဲ့ဒီအိုးကြီးပြည့်အောင်ခါတဲ့အထန်းခိုင်းတဲ့အိုးကကြည်အိုးကွာဟောလဲစီလေးတစ်လောက်ရှိတယ်ညောင်ရီအိုးလေးငါမစင်းစားဘူးကွာပြည့်အောင်ခါဆိုလို့ထန်းလောင်းလိုက်ငုတ်ကြည့်ရေကအယောင်မြင်ရအောင်မနှဲကြည့်ရနောက်တစ်ခေါက်လောင်းလိုက်ငုံကြည့်ရေကဒီလောက်လေးရှိသေးဘဲဥအိုးနဲ့ဘိုက်ပူအိုးလဲစီသေးသေးနဲ့လောင်းအဲ့ဒါငါမစင်းစားဘူးနောက်9 ခေါက်လောက်ကြာမှစင်းစားတယ်တန်ဟောဘုန်းကြီးသက်နှိပ်စစ်တာတချင်းဆိုလို့နှိပ်စစ်ပန်းလေပြဒီဘိုက်ပူအိုးနဲ့လဲစီသေးသေးညောင်ရီအိုးပဲပြည့်နိုင်မှာဟာမထူးပါဘူးတချင်းဆိုလို့နှိပ်စစ်ငါငယ်ရွယ်ဘူးဒီတခါရိုက်ထွက်ပြေးဒီတခါရိုက်ရင်အလစ်ပဲညောင်ရီအိုးလေးထမ်းပြီးတော့တလင်းမြင်ကနေပြီးငါပေါ့ပါဝရီကောက်ခွန်လိုက်ရွယ်တဲ့စားရကျက်သွန်တဲ့စားရကျက်သွန်ထူးကတ္တဘူးကြိုက်တာကောင်းထင်ရဲ့လို့ရွယ်ဘူးတာပြောပါလေရာသပလင်းမလုံးချင်းလို့ကောက်ခွန်လိုက်ဘုန်းကြီးကြည့်တယ်မျက်မှန်ကြီးနဲ့ကြည်ဒီခါရရင်တော့အလစ်ပဲရာသပလင်းမလုံးချင်းလို့ခွာထွေးအသွေးရုပ်တယ်ဩဝရီရေနေထုတ်တယ်ခိုင်ရတယ်လို့ငါငယ်တန်းပေါအောင်ကောက်အော်တာဘုန်းကြီးကဟဲ့ကောင်လောင်းနဲ့ငယ်တန်းပေါအောင်ဟဲ့ကောင်လောင်းနဲ့လာအောင်ဘုန်းကြီးမျက်နှာရိုက်မရိုက်အကဲခတ်တော့ဘုန်းကြီးကသဖြီးကြီးနဲ့ဒီထဲကငါလူခဲကကောင်းတယ်မရိုက်မှန်းသိသဖြီးကြီးနဲ့ဟေးလူခဲကငါထားကြောင့်လူခဲကကောင်းတာငါတရားပဲနောက်လူအစ်စ်မလာရင်နေပြီဒီတို့ကအရင်လူသိအပြန်ခံတဲ့ဘုန်းကြီးမဟုတ်အိမ်အလုံးရှိလို့ပြန်လာတော့ကျုံတတ်နိုင်ဘူးပေါ့ဒီရတော့ဟာဟောဒီပရိသတ်အလွန်တွေးချော်တဲ့ပရိသတ်မနဲ့ကြတော့သွားစရာလာစရာရောင်းစရာဝယ်စရာနဲ့ဒီကိစ္စတွေရှိသေးတယ်စီစဉ်ရမယ်ဗောဒီအလုပ်ပြောနေတာကဲကြည့်တရားနာပရိသတ်ကြီးအဲ့ဒါနဲ့ဘုန်းကြီးမရိုက်မှန်းလဲသိရောကျုပ်ကဘုန်းကြီးကိုအပန်းကျဲကျဲလေးနဲ့ဖယားလို့ထူလိုက်ဘာဖယားလို့နဲ့တော်ပြီးသိန်းတော့တချင်းဆိုရတာနှိပ်ဟာငယ်တုန်းကဒါပတိတရားနာပြတော့နောက်ထပ်ဆိုရင်တော့ဒုတ်ကြီးထောင်ထားတာနဲ့ကျုပ်ရိုက်မှကြောက်လို့ဆိုခဲ့မှာဝါဒနာတွေနောက်ဒါကြောင့်တရားနာပြိတ္တကြီးဒီကနေ့အလိုက်သိပြီနဲ့ဟိုဇတ်တော်ကြီးကိုဆက်ပြီးတော့ရှေ့ပိုင်းမှာဟောလာသလိုများအကွက်စီစီနဲ့ဇလံမိလေးဟောရမယ်ဆိုရင်ဖြင့်ရည်တရားမောတရားလွန်းတရားဆွေးတရားမပါတဲ့ဇတ်တော်ကြီးဖြစ်နေပါသောကြောင့်တရားဘုန်းကြီးအလိုက်မသိရင်ဖြင့်အရသာရှိတဲ့ဇတ်တော်ကြီးနည်းနည်းလေးပြက်ပြားသွားမှစိုးရိမ်ပါသဖြင့်အင်းစိတ်မှာနရောလာစုပ်4 ရက်နဲ့9 ရက်မှာဟောမှဖြစ်ချင်းကြောင့်ကိုင်ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်လေးထုတ်စလိုက်ကြအောင်စို့တခြားမဟုတ်ပါဘူးဒါအလိုက်သိတဲ့ဇတ်ထုတ်ကိုကြုတ်ပြော
မိမ3ယောက်တရားပွဲမှာတရားနာပိဿရှေ့ဆုံးကထိုင်ပြီးပြန်မယ်အလုံးမှာခေါ်ခဲ့ဘူးတဲ့ဇတ်ထုတ်ပေါ့ဒီမှာမဟုတ်ပါဘူးပိဿတီဟိုမှာစီဟိုမှာပိဿကြီးဘယ်မှာတော့တီဟိုမှာဟဲ့ဘုန်းကြီးလူတွေမောင်တိတ်တာတဲ့ကွပထမတော့ထွက်ပါဘူးနောက်မှထွက်တာပြောရအောင်တို့သူ့ဖေကတထေးသားလေးတယောက်တည်းဆိုတော့ကိုရင်ဝစ်သွားတော့ကိုရင်ကလေးတိတ်တာပေါ့ဘွဲ့ကလေးပေးထားကိုရင်ဆုံးကကြွလာတော့ပြောတယ်ကိုရင်ဘာတော့မြပြောရလားကိုရင်ခင်ဗျပြောလို့ဝစ်တာပေါ့ဗျခင်ဗျကျုပ်ဘာလို့ဒီလိုမေးတာခင်ဗျလို့ဒီလိုမေးခင်ဗျရေကျုပ်မလာဘူးခင်ဗျမလာပဲတော့မနေပါနဲ့ဗျာကိုင်မမေးနဲ့ဆိုမမေးပါအမေနဲ့ဆိုမမေးပါဘူးဆိုပြီးတရားနာပိဿနောက်ကိုရင်ကလေးတိတ်သားကနေကိုရင်ကြီးတိတ်သားဖြစ်လာရောကိုရင်ကြီးတိတ်သားဘဝကြလာပြန်တော့လည်းပဲကိုရင်ဘာတော့မြမဟုတ်ဘူးကိုရင်မငေါက်ပါနဲ့အဖေဆိုတာမငေါက်ပေါင်းပါဘူးကိုရင်ပြောရဲ့ပြောလို့နေတာပေါ့ဗျာခင်ဗျမေးပြန်မလားဒီလိုမေးရင်ခင်ဗျရဲ့နောက်ကျုံမလာဘူးမလာပဲတော့မနေပါနဲ့ဗျာဒီလိုနဲ့တရားနာပိဿမာလိုက်တာကိုရင်ကြီးတိတ်သားနောက်ဥစဉ်လေးတိတ်သားဖြစ်လာပြီးအသက်ပြည့်လို့ဟန်ခံလိုက်တော့ပျော်တော့မယ်နောက်ကြတော့ဥစဉ်လေးဘဝရောက်တော့လေဟိုကသားတစ်ယောက်ဆိုတော့ထွက်တဲ့ခြင်းတကူဥစဉ်ဖျားဘာလို့မြခင်ဗျာမဟုတ်ပါဘူးဗျာပြောရလားခင်ဗျာပြောလို့ဝိတ္တမေးပြန်ပြီမမေးပါဘူးဗျာအကိုင်းမလာတော့မနေပါနဲ့နောက်ရကြတော့သူ့တကာကြီးကလူထွက်တဲ့ခြင်းတော့ငါးပွက်ရငစားချပြီကိုပြိဿမိမယိုကလေးတွေတလခါပန်းမှလိမ့်ပြီးတော့ဥဒိတ်တကြွအလာမှာဆုံးအလောင်းခိုင်းကလေးမလေးတွေကတဏခါပန်းမှလိမ့်ပြီးတော့ဥဒိတ်တအပါကပ်ပြီးသပိတ်ကလေးယူလိုက်ပကံလေးယူလိုက်ဆွန်းလေးလောင်းလိုက်ဆွန်းလေးလောင်းလိုက်နဲ့အဲ့ဒီတော့ကလေးမလေးတွေလိမ့်ထားတဲ့တဏခါပန်းမှအနံ့ကဥဒိတ်တနှာခေါင်းသွားနှုတ်ဆက်နှာခေါင်းလေးပွားစီဖြစ်လာနှုတ်ဆက်ပေမဲ့လို့အဲ့ဒီချိန်ခါမှာသူ့စိတ်ကမပြတ်ပြားသေးဘူးတာဘာမှမဟုတ်ဒါတကာကြီးညံဖြစ်ရတကာကြီးဘာတော့မလုပ်နဲ့ခင်ဗျာလောင်းဒီဒါပဲကောင်ပါလေးရှင်ဘုရားကလည်းဟိုနောက်ပိုင်းကလည်းမိသေးတော့မိသေးမလို့ခြင်းဘူးခင်ဗျာညံတာပဲလားခင်ဗျာလို့ဒီလိုလုပ်ရင်ခင်ဗျာရေတော့မလာဘူးကဲဗျာမလာပဲတော့မနေပါနဲ့ကဲနောက်ဒီလိုမခိုင်းပါဘူးဗျာဒီလိုနဲ့ပြောလာလိုက်တာတဝါရပြောတုံးနှစ်ဝါရပြောတုံးသုံးဝါရပြောတုံးလေးဝါရပြောတုံးငါးဝါကြစဉ်းစားလာဥဒိတ်ကစဉ်းစားဘုန်းကြီးဘုရားဘယ်နဲ့မိုးလင်းအစောကြီးဆုံးကန်ထွက်ကြောင်းပြန်လာတော့ဆွန်းစားသပိတ်စေကြောမှောက်တရေတမောအိတ်နောက်စားတက်စားကျက်စားပြန်ညဖျားဝတ်တဲ့အိတ်ဘယ်နဲ့မိုးလင်းဆုံးကန်ထွက်ပြန်လာဆွန်းစားသပိတ်စေကြောမှောက်စားကျက်စားတက်တရေတမောအိတ်ညဖျားဝတ်တဲ့စားပြန်အိတ်မနဲ့မိုးလင်းဆုံးကန်ထွက်ဘုန်းကြီးဘဝတကယ်စဉ်းစားကြည့်တော့ခြာလပါလေဥဒိတ်ကဖောက်လာပြီမနေနိုင်ဖောက်တော့တာပဲပြည်သားဘုန်းကြီးဘဝကအောင့်နိုင်မှာအောင့်တဲ့နေရာခင်ဗျားတို့လူတွေဘုန်းကြီးတွေမမှီအကုန်အောင့်ရတာကွာငါညီမြကြလားမင်းတို့ကွာအခုခေါင်းလုံးပင်ကြီးတွေဝတ်တဲ့တို့ဘယ်ဝတ်နိုင်ကုန်အောင့်ရတာဘုန်းကြီးနဲ့မတော်ဘူးဆိုပြီးတော့မင်းတို့ဂုတ်ထောက်ကြီးတွေထားခြင်းနဲ့တို့ထားနိုင်ဘူးကွာဘုန်းကြီးကသူများစားသလိုမစားရသူများဝတ်သလိုမဝတ်ရသူများသွားသလိုမသွားရတို့ဘုန်းကြီးကအောင့်ရအောင်ဆိုအကုန်အောင့်ရတာပါကွာဒါကြောင့်ဘုန်းကြီးတွေအောင်လုံးအားကြီးလို့ပြန်တော်မူတဲ့အခါမီးရှို့တော့ဗျောင်းတိုင်းဆိုပေါက်တယ်ဟုတ်တယ်ကွာဒါတချို့ကဘာလုံးကြီးလေညာလုံးကြီးလေဘယ်ဟုတ်မလဲကွာအောင်လုံးကြီးတွေအဲ့ဒီကြမှာကွဲကွယ်ခုတော့အောင့်လာရမှနေပြီးတော့ဥဒိတ်သာမအောင်နိုင်တော့ဘဲနဲ့ဖောက်ပြန်လေပြီဘုန်းကြီးဘုရားတကယ်စဉ်းစားကြည့်အတော်ပြင်းစရာကောင်းဒီနေရာတရားနာပိဿဆူတောင်းတဲ့ဒကမာများပေါ်လာရင်မြဲခြင်းမြဲသွားမှာပေါ့တို့ဒီရန်ကုန်မှာကြားဘူးတဲ့ဥစဉ်လေးတစ်ပါးရှေးတုန်းကလူထွက်မယ်တဲ့ဖယားရွှေတကုံဖယားဝစ်ပြုတ်ပြီးတော့ရွှေတကုံကုန်းတော်ပေါ်တက်သွားတယ်
တက္ကမတယောက်ကလည်းတရားနာပိဋကရေကူးစင်းလေးလာတာမမြင်ဘူးပန်းစည်းကြီးနဲ့ဆူတောင်းဟိုကလည်းလူထွက်မှဖျားဝတ်ပြုပြီးတက္ကမကဆူတောင်းသူလာတာမမြင်ဘူးဖျားတပည့်တော်ဟောဒီဆွမ်းစီမိဖျောင်းတိုင်းပန်းလှူရသောကောင်းမှုကြောင့်ဖျားတပည့်တော်ဒီဘုန်းကြီးလူတွေနားများနဲ့ဖြင့်ဘယ်တော့ကမှကိုကျိုးနေပါလူထွက်မလို့လုံးမှာဘုန်းကြီးလူတွေများနဲ့ဖြင့်ဘယ်တော့ကမှအဲ့လေးငါလာတာလည်းမြင်မအောင်ဘာဒီပြောဦးမယ်မသိဘူးဆက်နားထောင်အောင်မှာတက္ကမကသူလာတာမြင်မှုဆက်တောင်းဖယားတပည့်တော်သည်ဟောဒီပန်းစီမိဖျောင်းနိုင်လှူထမ်းရသောကောင်းမှုကြောင့်ဘုန်းကြီးလူထွက်များနဲ့ဖြင့်ဘယ်ဘဝကမှဘဝတောင်ချီသွားတက္ကမတွေဘုန်းကြီးလူထွက်ဓလောင်မုံလာဟေးတော်ပြီကွာထွက်ဘူးလို့မြဲသွားဘူးတဲ့ဗျာတက္ကမစုဆောင်ဘုန်းကြီးတစ်ပါးမြဲဘူးတဲ့ရန်ကုန်မှာ။ဒါကြောင့်တက္ကမတွေအဲ့ဒီစုများကြက်ကြက်တောင်းကြလား။နော်ကြက်ကြက်ကြီးတောင်းကြလား။ခက်တလေမင်းတို့မင်းလက်ထက်တုန်းကလည်းဘုန်းကြီးလူတွေပြိုင်ပြီးလင်ကုံဖော်ကြဗျာရော။ဟုတ်တယ်ဘုန်းကြီးလူတွေမှာရွေးယူကြ။ဟဲ့ဒိုးလင်နာကပထမကြီးအောင်ပြီးသားအေး။ဟဲ့ဒိုးလင်နာကဓမ္မစရိယအေး။ဟဲ့ဒိုးလင်ကကျမ်းပန်နဲ့ကျမ်းပြူတာဟဲ့ဒိုးလင်ကပထမကျော်အေးဘုန်းကြီးလူတွေရွေးယူတာမင်းတို့မင်းလက်ထက်ကဒါပေမဲ့လို့ခုခေတ်တော့အဲ့ဒီစုမျိုးများများတောင်းပေးကြပါကောင်းမှုလားပြိဿကြီးအဲ့ဒီလိုစုတောင်းတဲ့တက္ကမမရှိရှာတော့လေဥဒိဋ္ဌတော်ပြီအဖေထံလည်းငါကစကားလွန်ထားတဲ့ကိစ္စဂိုင်းငါးဝါအယမပြောမဲ့သူလုံးငါဘဝမြစ်သေးစရိတာအကောင်းမြစ်စိတ်သွားအာရောခုံချတော့မှာအဖေရှိမပြန်ရဲလို့စကားကလွန်ထားတာကိုဧကတိလေးချော့ကြာကြာနာနာခောက်နောက်သစ်မိုင်လေးချော့ကြာကြာနာနာခောက်ငထဲလုံးဘာမှမရှိခုံချတော့မှာကိုခါပန်ညိုးလေးနဲ့သင်္ကန်းနှစ်ထည်စီကြောက်တုံးလေးပေါ်ထိုင်ငုတ်တုတ်ထိုင်ရှေ့ခိုးမျက်စိထဲမြင်အောင်ကြည့်ဘာမှမရှိဘူးသူ့ဘဝသူနှမျောတဲ့မျက်ရည်လေးကကြမနေနိုင်လို့သာထွက်တာကဲထူးပါဘူးဆိုပြီးမြစ်ထဲနောက်ပြန်ကျွန်းပစ်ချအုံးဆိုမြုပ်သွားတော့ဝမ်းနှစ်ရိုက်လောက်ပေခြင်းလို့ခုန်ချသေကံမရောက်သက်မပြောက်အပေါ်ပြန်ပေါ်လာဟာမလေးပေခြင်းလို့ခုန်ချတာမသေးပဲပေါ်လာအဲ့ဒီကြောက်တော့မလေးဖျားဓမ္မုတ်တိသာဝိဇာနဲ့ဓမ္မုတ်တိထောက်ပြီးဣတိပိတော်တွေရွတ်လို့တရားနာပိသာကိုယ်ကိုကာယကြီးဖူးဖွာနဲ့တခါတည်းကြွက်စုပ်လေးတွေမျောလာတယ်လို့တော်ပါသေးရဲ့တစ်တုံးတုံးသွားမိတော်သေးရဲ့မလီနောက်မြုပ်သွားတာတစ်တုံးရဲ့နင်းအတက်ကဲတာအသက်သခင်ကြီးပါပဲတစ်တုံးကြီးဖဲပြီးလိုက်တော့အောက်ရေစိတ်မှာရေချိုးနေတဲ့ကလေးမလေးနှစ်ယောက်ကမြအေးနဲ့မြလေးရေချိုးနေတကောကွာတမင်ရရှာလေးတွေနဲ့အဝတ်တွေလျှောပြီးတော့ရေချိုးနေကတုံးကြီးနဲ့လိမ့်နဲ့မျောလာနောက်မြင်းပြီးမြအေးကဟဲ့ကောင်မရေထဲမျောလာတာဘာကြီးလဲအေးဟဲ့အဲ့ဒီရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းအေးဦးပြီကွာမြအေးကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းလို့ဦးလိုက်တော့လေမြလေးကဟဲ့အဲ့ဒီပစ္စည်းပေါ်ပါလာတဲ့ပစ္စည်းငါပစ္စည်းအေးကိုင်းဘသူပိုင်မယ်ဆိုတာသုံးအောင်နားထောင်ပေါ့ဦးတော့ပထမဦးတဲ့မြအေးကရေထဲထမင်းရှားလေးနဲ့ကူးပြီးတော့တစ်တုံးလေးတွဲပြီးတော့ဆွဲလာတယ်ကူးလာဟောလေတစ်တုံးဖဲပြီးနှာခေါင်းနဲ့မျက်လုံးလေးဖော်နှာခမ်းလေးများမဲလို့ချမ်းရှာလုံးစကားလည်းမပြောဘူးអော်လိုက်လဲဟိုကောင်မလေးလန့်ပြေးဘူးသူကချမ်းလေးနဲ့ပါသွားအဲ့တစ်တုံးလေးဆွဲသွားပြီးတော့ရေထောက်မိလောက်ပြီဆိုတော့မှရင်စိုးလောက်ကြောင့်မှတစ်တုံးလေးဆွဲသွားဟဲတစ်တုံးကြီးတော့သေးသေးလေးပါတစ်တုံးကြီးတော့သေးသေးလေးပါပါလေးလေးအနှစ်ကြီးမတူပါရဲ့အနှစ်ကြီးမတူပါရဲ့နောက်ဆွဲသွား
သွားပြီးရေကဒူးစစ်ပေါင်တယ်လောက်ရောက်ခုတော့ပါမှာလေးတယ်နောက်မြတ်အေးတရားနာပြိဿရေတုံးပေါ်ကနေကြော်ကြည့်လိုက်မလေးကားပါမလေးဘာကြီးပါလိဒီတုံးကြီးလှုပ်ပြီးတော့ဆွတ်နဲ့ပြီးဟဲဘာကြီးပါလိဘာကြီးပါလိနဲ့ကြည်လဲကြည့်ခင်ဒါနဲ့သူတခါပြေးပြီးတော့ပြန်ကြည့်ဟောမျက်လုံးလေးနဲ့နှာခေါင်းလေးဖော်လို့ငုံကြည့်လိုက်မလေးပြုတ်လို့ဟာမျက်လုံးမပါနဲ့မလေးပြုတ်လို့ဟဲကတုံးကြီးနဲ့ဖုန်းကြီးလူတွေကြီးနဲ့တူပါရဲ့ရမ်းပြောတာတဲ့ဟဲနှခမ်းနေမြောင်မဲလို့ချမ်းရှာရောဒီမှာဟိုတော့လေချမ်းလာပြီတော့အေးလာပြီတော့ဟုတ်ကဲ့ကိစ္စမရှိပါဘူးဒီမှာလေးဟုတ်တော့ငါပြောတာဟုတ်ပါတယ်ဒီမှာရဲ့ဒီမှာလေးကဖုန်းကြီးလူတွေကြီးနဲ့တူတယ်ဟောဒီမဲ့တော့ချီတော့အောက်ထောက်တာထောက်သေးဘူးပြကိုးတာဟုတ်တော့ထောက်တော့ဟုတ်ကဲ့နော်ဒီဘက်တော့ပေါ်တက်လေအပေါ်တက်တော့ညာဟိုကျုပ်အပေါ်တက်လို့ဖြစ်ဘူးဟိုတော့မနေ့ပြောမှတော့ချမ်းလာပြီနှခမ်းလေးမြောင်မဲလို့အေးမိလိမ့်မယ်အပေါ်တက်ကျုပ်အဝိမပါဘူးလေမတက်နဲ့ကြုံကြည့်ရမှုမြတ်လေးကထိုင်စဉ်းစားတဲ့အဝိဖွင့်မဲ့အမဲစကားတော့လွဲတော့မှာပါကွာဖွင့်မဲ့အဝိကလေးကိုင်းပြီးတော့နားထောင်နေခုကောင်ကတစ်တုံးကြီးနဲ့စကားပြောတာဟုတ်တော့ဒီမဲ့ဒါပြည့်လေတက်ချီတော့အောက်ထောက်ထားဟုတ်ကဲ့ကျုပ်အိမ်ပြန်ပြီးတော့ဦးဆိုင်ပြန်ဦးမယ်နော်ဟုတ်ကဲ့မလေးဒါနဲ့မြအေးကဆွတ်နဲ့မြလေးကိုဘာမှမပြောပဲနဲ့အိမ်ပြန်ပြီးအဝတ်စားယူမြလေးစဉ်းစားတယ်ဟောတစ်တုံးကြီးရက်တစ်တုံးကြီးဒါမြင့်ကြီးကန်ရင်မဟုတ်ဘူးစီးနေတာဒီတစ်တုံးစီးရမယ်မစီးဘူးသူအခုကြည့်ဟိုကောင်မကျိုးနဲ့လည်းမချီဘူးတိုင်ကုန်လည်းမရိုက်ဘူးဘာမှလည်းမဖိပဲနဲ့သူရက်နေတယ်စကားလေးပြောတယ်တစ်တုံးနဲ့ပြောတာတော့မဟုတ်တော့ဘူးဧကန္နတစ်ခုခုရှိရမှာငါသွားကြည့်အသာလေးသွားဟိုလည်းတရားနာပြတာမျက်လုံးလေးဖော်တစ်တုံးကိုပဲငုံကြည့်မလေးလာပါဟဲ့ဘာကြောလိဆိုပြီးဆောနဲ့ပြီးဒါမျိုးဆိုတာခက်သားပြီးတော့ကြောက်လဲကြောက်တယ်ကြည်လဲကြည့်တယ်ကြောက်ကြည့်ခြင်းကြီးပေါ့ယခုလည်းတို့တော့ရနေတုန်းကကွာရွာတဲ့ရက်ထဲများမသားတလောင်းသေးတယ်ဆိုရင်ကြည့်ချင်တာပြီးတော့ကြောက်လဲကြောက်တယ်ညအိမ်မော်တက်ရင်ခြေထောက်အောက်ကနေလှမ်းဆွဲသေးတယ်ဆိုရင်ကြောက်လဲကြောက်တယ်ညအိမ်မော်တက်ရင်ခြေထောက်အောက်ကနေလှမ်းဆွဲလိုက်မယ်ကြီးထင်တယ်ဒီလိုပဲကွာကြည်လဲကြည့်ချင်တယ်ကြောက်လဲကြောက်ဟဲ့ဘာကြီးလေးပဲပြန်ကြည့်မလေးမျိုးလို့တော့ဖောက်မဖြစ်ဘူးပြောငနဲ့မလေးမျက်လုံးပြူးကြီးနဲ့ပြချပါကြည့်ဟာတော့ကလုံးကြီးဖုန်းကြီးလားကလုံးကြီးလားဘုန်းကြလားဖုန်းကြီးကလုံးကြီးတူပုတ်စားဘူးမလေးဖုန်းကြီးကလုံးကြီးလားပြချကြည့်ဦးရည်လေးတွေကလည်းစိတ်လို့ဖုန်းကြီးလူတွေချင်းနဲ့တူပါတယ်ရမ်းပြောတတ်တဲ့နောက်ပြချကြည့်ဟာတော့စခန်းနေမြောက်မဲလို့ဘယ်ချိန်ကမျောလာတယ်မသိမြအေးဆဲလာလို့ဒီရောက်တာဒီမဲ့တော့ချမ်းလာပြီပေါ့တဲ့ဗျာကျုပ်တက်လို့မဖြစ်ဘူးမလေးတော့အမိသေးကုန်လိမ့်မယ်တက်လို့မဖြစ်ပါဘူးဗျာဟုတ်တော့ပေါင်လူကြီးများဖြစ်နေပြောမှာဘူးလားပါပါတယ်ချီတောင်းနဲ့အောက်ထောက်ထားလို့မမျောတာဘူးဟုတ်တော့ဒါပြပေါ့တဲ့ကျုပ်
မဆိုးမပါဟေးမတည့်နဲ့မတည့်နဲ့ကြောက်တဲ့တယောက်တည်းမတည့်နဲ့နေုံတာပြီဟိုကျုပ်ဟိုခေါင်းမှုစုပ်လေးသွားယူလိုက်ဦးနေပါစီမှာလေးတဲ့ဟိုမှာလေးတယောက်ကအဝတ်စားဆိုသူတော်ဆောင်လို့ပဲဖြစ်မလဲတော့အင်းမိကုန်မှာပေါ့ဒါနဲ့ခေါင်းမှုစုပ်လေးယူလာခေါင်းမှုခေါ်တဲ့ခေါင်းမှုကောင်းလို့မှခေါ်ပဲခေါင်းမှုစုပ်ခေါင်းမှုဆိုတာအစုပ်လုပ်တာများရော့တော့ဒါလေးဝတ်ဆိုတော့တစ်တုံးလှုပ်ပလိုက်တော့တစ်တုံးလေးကလိမ့်နဲ့မျောတော့လိုက်ဖမ်းတယ်တော့ဒါကြီးဘာလို့ဖို့တော့ကျုပ်သူ့ခဲ့တာတဲ့သူမရှိရင်ကျုပ်သေးပြီမလေးတော့ခုမှတော့တန်ရောတင်ဖြစ်မနေပါနဲ့ကဲနေပါစီတော့အောက်လေထောင်းမိသားပဲရော့တော့ဒါဝိဆိုတော့တရားနာပိသဂျိုင်းကလေးမြောက်ပြီးတော့ခေါင်းမှုစုပ်လေးကြီးလိုက်တော့တစ်ထည်လုံးအပေါက်ကြီးခင်ဗျားအရာလုံလည်းမလုံဘူးတော့ကျုပ်ခေါင်းမှုစုပ်ပြောပါတော့ဟုတ်တယ်ခင်ဗျားခေါင်းမှုစုပ်ကလုံလည်းမလုံတော့ပါတော့ဖြစ်တယ်လို့ပါအိမ်ကြောက်မှလည်းရဒါပေမဲ့ခင်ဗျားဟုတ်ပဲလေကတော့ဝိသမ်းမှာမြတ်လေးကဟိုဘက်လှဲ့နေတော့ခေါင်းပေါ်ကနေစုပ်ပြီးကိုယ်ကလေးတဖြည်းဖြည်းခြေတော်ကလေးကွေးရာကစန့်ပြီးညှင့်နောက်လှဲ့ကြည့်ဆွဲဆုံထိုင်ပြလိုက်တော့ဘယ်နဲ့ရွှဲကုန်ပြီတော့လှဲ့ကြည့်လုံးဝမလုံးမဲနဲ့ကဲဒီမဲ့ရွှဲမရွှဲကြတော့ဖြစ်တယ်လို့ပါလာလိုက်ခဲ့ဘုရားနောက်လှဲ့မကြည့်နဲ့တော့မလေးတော့လာတော့မှဆိုပြီးခေါ်သွားမြင်အောင်မှန်းကြည့်ခေါင်းမှုစုပ်နဲ့ကရုံးနဲ့ဘယ်လောက်ကြည့်လှလိုက်ကဲပါသွားရောတရားနာပြည်သားပါသွားတော့လေအိမ်ရောက်အမေဟဲ့မြလေးပါတော့အဲ့ဒါဘာလို့မရဲ့အဲ့ဒါဘာလို့ဆိုတော့အဲ့ဒါဆိုတော့သာသနာထင်တာကိုမောင်ကျက်တရေကြီးနဲ့လားနှုတ်ခမ်းမွေးကြီးနဲ့လားတောင်ရှည်ကြီးနဲ့လားတိုက်ပိုင်အင်ကြီးနဲ့တိုက်ဖို့အင်ကြီးနဲ့လားရေးထဲမှာတိုက်ကပိုင်းနေသေးတိုက်ဖို့အင်ကြီးနဲ့လားနောက်လှမ်းကြည့်ဟဲ့ကောင်မလေးနေရတော့ပဲမလို့မင်းလည်းဒီမှာဟုတ်တော့ဟဲ့ဘယ်ကြီးခေါ်လာတာမင်းမပြောပါနဲ့တလားကြာကြီးရေးထဲတစ်တုံးနဲ့မျောပါလာလို့သမီးတလားလို့ခေါ်လာတာပြောပါနဲ့မင်းလာတော့ဒီလားဆိုပြီးတော့သူ့အကိုရဲ့အဝတ်စားတွေရော့တော့ဒါလေးလေဝိထိုင်တော့ဒီလားဘုန်းကြီးလူလည်းပြီပဲတရားနာပြီးတော့တင်မလဲခွေးထိုင်ချတင်မလဲခွေးနေတော့ဟိုကတရားနာပြီးတော့ရေနွေးချမ်းနဲ့ထင်ရခဲလေးနဲ့ယူလာရော့တော့ဒါတော့ကောင်းပြီကန့်ကွာကြကုန်ပြီဘုန်းကြီးလူတွေ့ဆိုတော့ဇာတိရမဖြောက်ဖဲကိုပြည်သားမြုံလို့ရှေးတုန်းကဘုန်းကြီးလူတွေ့တရားမုတ်ဆိုးမနဲ့ရအသာထိုင်မစားဘူးထမင်းစားကြရတော့ဟာရကမကတ်ဆိုတော့သေချင်းစိုးအရင်လင်မကတ်ဖဲနဲ့ငါဘာဘူးလို့ကအကုန်ကိုကားတွေဖြစ်ကိုဘုန်းကြီးလူတွေ့ဆိုတော့ကြွားကြတယ်နွားမောင်းတာကစားဤနွားထိုနွားမရောက်လိုက်တာမဟုတ်ဘူးဆိုတော့စားတော့ပေတာနေနဲ့ကိုယ့်ရောကားဖြစ်ကုန်တာဘောပြည်သားရဲ့ဒီထက်မြင်ဘူးလားချမ်းတဲ့ဆောင်းတွင်းကြီးမိမနောက်လိုက်သွားပြာသူတပူတို့တကယ်ဆိုငါချမ်းတဲ့စောင်းပေးဟဲ့ဆိုပြီးတာအခုမဟုတ်ဘူးဗျကမဝါသာအကြီးနဲ့စောင်းတောင်းကမဝါတော့ခင်ဗျားတို့ကြားဥပါတယ်သူနာတူမေပွန်ဒီတောင်ကိုဒေါ်လာသိကြီးသူကဒီကမဝါသာနဲ့စောင်းတောင်းသူ့ရွာသူ့ပြေချမ်းလို့လေစောင်းကိုဟာကိုယ့်ရောကာယကြီးတော့ဘုန်းကြီးလူတွေယူထားဒုက္ခပါပဲစောင်းတောင်းတာကမဝါသာကြီးတွားတော့စောင်းပေးဆိုပြီးတာပြီးတော့သူကဘာပြန်ပြောလဲညီငါမပြောနဲ့လေကံမြင့်မဟာလို့ဆိုတယ်ဒါကြောင့်ဇာတိမဖြောက်တော့အခုကြည့်လေပြိဿဘုန်းကြီးလူတွေဘဝကကူးလာတော့ဟာတက္ကမကဟဆိုတော့ဟောတော့ဘုန်းကြီးလူတွေကြီးထင်ပါရဲ့တော့နာမည်ဘယ်လိုခေါ်တော့ဦးတိတ်ကဟောတာဘုန်းကြီးနာမည်ကြီးဟုတ်တယ်ဘုန်းကြီးကနေကျုပ်ဘာပြုလာတာကျုပ်ဘာပြုလာတာတို့ကျုပ်သေပဲစီဆိုပြီးတော့အဖေးစီမပြန်ရဲလို့ဂျုံးပြစ်ချလို့ရေထဲမျောလာတာတစ်တုံးတွေးလို့ပေါ့ကိုင်တော့ရေဆက်ရှိလို့ရောက်လာတာပဲအောင်မိပါကျုပ်ကိုလည်းတော့ဒီကနေပြီးတော့ကျုပ်ပြစ်ပြီးလည်းဘယ်မှမသွားနဲ့နော်
ဟုတ်ကဲ့ရောက်တော့ရေနွေးသောနေသောဟိုကလေးမလေးကအဝေကလေးတွေဂျမ်းဂျမ်းညှက်လို့ပေါ်လကွယ်မြစ်စိတ်သုတ်နဲ့ဟန်ကြတာစိုင်းကောလို့ခြုံမော်ရောက်အဆင်ပြေပြီငါတို့မုတ်စိတ်ပြားဆွဲတာပဲဆိုပြီးအားခဲပြီးမြစ်စိတ်သွားလိုက်တော့ဘာမရှိဟုတ်တော့ညာလေးလည်းမရှိတိတုံးကြီးလည်းမရှိငါကြီးလည်းပဲရောက်တော့ငါကြီးဆိုတာအဲ့ဒီဥဒိဋ္ဌကြီးပြောတယ်ကြည်စမ်းသိချင်းဆုံးကသူခေါ်တော့တာဖြစ်ရတခါတည်းမြက်လေးအိမ်လိုက်ဟိုကစွန့်ပင်ကြီးထိုင်းနေကြည်စမ်းကိုတော်တော့ဒီလားထိုင်းနေတာကိုဟဲ့ကျမညီငါဆယ်တဲ့ဟာကြီးကိုညီဘာလို့ခေါ်သွားတာဘာထိုင်းတော့အိမ်ဆိုင်တော့အိမ်ဒီမဲ့တော့အဲ့ဒါကြီးချုပ်တော့ဒါဝိကျုံနေလိုက်ခဲ့ဟာနေပါစေတော့ဘယ်နေပါစေတော့ပဲဖြစ်မှာတော့ကျုပ်เสียတာဟုတ်ပါတယ်ခင်ဗျားเสียတာဒီမဲ့လိုက်ခဲ့ဟဲ့မလိုက်ရဘူးအိမ်ဒီမဲ့ညီကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းဆိုတော့ညီတစ်တုံးမဲ့ပိုင်နေအိမ်ငါဥဒါကအဲ့ဒီပစ္စည်းပေါ်ပါလာတဲ့ပစ္စည်းငါပစ္စည်းလို့ဥတော့ဒါငါပိုင်နေအိမ်ဘာပဲရမှထတော့ငါလိုက်ခဲ့လက်မောင်းဆွဲထူမလုံးနဲ့လေမလိုက်ရဘူးလာတော်ဒီကိုလိုက်ခဲ့ကလေးမလေးနှစ်ယောက်ဇွတ်ဆွဲတော့ဘာပြောကောင်းမလဲအဲ့လေကောင်တကမလေးတွေလက်မောင်းပြုတ်ကုန်ပါမယ်နှစ်ယောက်သမားဆွဲရင်ကနေပြုံးရကနေပြန်ဆွဲရင်နဲ့တရားနာပြိတ္တရဲ့တကြီးကလည်းပဲမြတ်အေးရဲ့ဘာကြီးကိုပြိတ္တရဲ့တကြီးကအိမ်ဝင်နေဝင်လာဟဲ့ကောင်းပါလေးတွေမိမအိမ်တရေရွှေပေးလို့မရနှစ်ပြားမတောင်မလုပ်ကြနဲ့ဟဲ့ဘယ်ကယောက်ျားမှမသိဘာမသိညာမသိနဲ့နှစ်ယောက်ဆွဲလူနေနင်တို့ရှက်ဘူးလားဟုတ်တယ်မဲ့ဟိုဘာကြီးရှက်တာမရှက်တာဒီနောက်ထားပါတော့ဟိုကျွတ်တို့နှစ်ယောက်လေရေစိတ်သွားတော့ကဟိုတစ်တုံးကြီးမျောလာတော့ကျုပ်ကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းဆိုပြီးတော့ကျုပ်သွားဆယ်ထားပါကြီးရဲ့အဲ့ဒီတစ်တုံးပေါ်ဓာကြီးပါလာတာဒီလူကြီးပါလာတာအဲ့ဒါကျုပ်ပိုင်တာဘောပါကြီးရဲ့အေးဟုတ်တယ်ဒါမြတ်အေးပိုင်တကြီးကမြတ်အေးပိုင်တယ်တကြီးတော့တူမဆိုပြီးမျက်နှာမလိုက်နဲ့နော်တော့တူမကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းဆိုတော့ရေထဲမျောလာတာတစ်တုံးမဲ့သူပိုင်နေကျုပ်ကအဲ့ဒီပစ္စည်းပေါ်မှာလာတဲ့ပစ္စည်းငါပစ္စည်းလို့ကျုပ်ဥတာဒါကျုပ်ပိုင်နေတော့အေးဟုတ်တယ်ဒါညာလေးပြောတာဟုတ်တယ်တကြီးဦးကြောင်ကြောင်ဖြစ်လာဘယ်မှာလို့ပါရဒါကျုပ်ပိုင်နေအေးရိုက်ပိုင်တကြီးတော့မျက်နှာမလိုက်နဲ့နော်ကျုပ်ကအဲ့ဒီပစ္စည်းပေါ်မှာလာတဲ့ပစ္စည်းငါပစ္စည်းဥတာကျုပ်ပိုင်နေအေးဟုတ်ပါတယ်အဲ့ဒါဘာဖြစ်လို့နောက်တကြီးစဉ်းစားငါလည်းဟိုရိမ့်ဒီချိုင်ရှိတာနော်လူကြီးဖြစ်ပြီးတော့ဟေးနေအောင်ငါတူမမြအေးပြန်စို့ညီရဲ့ရှုံးဘက်ကဟုတ်သားပဲရေထဲမျောတာလေးပစ္စည်းငါပစ္စည်းဆိုတော့ညီရဲ့တစ်တုံးမဲ့ပိုင်မဲ့ तू အဲ့ဒီပစ္စည်းပေါ်ပါလာတဲ့ပစ္စည်းငါပစ္စည်းဆိုတော့ तू ပိုင်မဲ့ဘယ်ရုံတက်ဘယ်ခတ်သွားငါတူမစကားအရာကရှုံးမှဖြစ်နေတော့လာပါအေးသွားကြပါစို့ဆွဲခေါ်မလိုက်ဘူးပါကြီးမခေါ်နဲ့ကြောက်ခေါ်နဲ့ကြောက်မလိုက်ဘူးတေချင်းလုံးမငါးကြီးကိုညီမရဖြစ်ကုန်တာပေါ့အမလေးတွေအကုန်ကိုငါးတွေဖြစ်ကုန်ဒီထဲတရားနာပြည်တာဒီတရားလေးတစ်ခါဟောမိပါတယ်မန္တလေးအရှိပြင်ကဘုန်းကြီးလူတွေတွေကစုပြီးတော့ဒီဇတ်ထုတ်ဟောခိုင်းတယ်ဘုန်းကြီးလူတွေဇတ်လန်းဘုန်းကြီးလူတွေကဘာပြုလို့များဘုန်းကြီးလူတွေဇတ်လန်းအဟောခိုင်းနေဆိုတော့ကောင်မလေးနှစ်ယောက်လင်လူတဲ့အခန်းသဘောကျလုံးဘုန်းကြီးလူတွေတတ်တီတော့ပြမိအောင်ကိုထွက်ပြလိုက်ပြီဒါကြောင့်တရားနာပရိသတ်ရေအဲ့ဒါလို့နဲ့မြတ်အေးဆွဲခေါ်သွားတော့တူတူကပြောကြပါစို့မြတ်လေးနဲ့အကြောင်းဆက်လို့ပေါင်းဖက်ကြတယ်ကိုမြတ်လေးနဲ့အကြောင်းဆက်ပေါင်းဖက်ပြီးတော့နေလာလိုက်တာဘာလုံးမလုပ်ဘူးဘယ်လုံးမလဲတရားနာပြီးတော့ပလွေတစ်ချောင်းပါဇတ်တက်လို့ကစင်းရိုးရှောက်မကူပေါ်လောင်ပဲမရဘူးရောက်ဖားလို့တဲ့လူကအမြင်ကလာခါလေးအေးဦးကန်တက်ပြီးတော့အတုပရေးစက်ချလို့ချဝါကြရကွာဒီကောင်ကြီးကျက်သေးရုပ်တာဒေါက်တာကမဝါတွေဖတ်လို့ဖတ်ခက်တော့တာပဲတို့ကြကစင်းရိုးလျှောက်တူတောင်းမှုအဲ့ဒါလို့ကိုယ့်ကိုကာယကြီးလုံနေတော့ရောက်ဖဖြစ်တဲ့လူကဓမ္မကြီးကင်လို့ဟေးတိတ်တာကိုကြီးဘာလို့ညာအားလုံးမလို့နဲ့လောင်းဒီမင်းတို့အိမ်ရောက်လာတာကြာပြီမင်းဘာလို့
ဗျာမင်းဘာလို့ကျုပ်ပလင်မဟုတ်ဟေးကောင်မင်းပလင်မဟုတ်တယ်ထမင်းစားရမလားဟာတော်တယ်ငါထွန်ထွက်တယ်မင်းဘာမှကူညီမရဘူးပလွေမှုတ်လို့မှုတ်အတုပရေစက်ချလို့ချနမိတ်မရှိနမမရှိနဲ့ဟေးကောင်ဓမ္မမင်းရလားဒါတော့မင်းငိုက်မနေနဲ့ဆင်းဟေးဆင်းကွာမင်းဆင်းကွာဆိုတော့တရားနာပရိသတ်ကြီးနေပါဦးမြာကိုကြီးဒီလိုလည်းမနှိမ့်ဆက်ပါနဲ့မင်းရလေးပြန်လာရင်ကျွန်တော်ဆင်းဆိုရင်ဆင်းပါမယ်ခင်ဗျာဟေးမြန်လေးပြန်လာအောင်ဆိုင်လိုက်မင်းကအလုံးမလုံးဖဲနဲ့ငါနှမကိုမျက်ရည်ကန်ထိုးပြီးတော့ဟိုခေါ်သွားလုံးမကျွေးပဲနဲ့အမျိုးမျိုးအငတ်ငတ်အပြက်ပြက်မင်းနှိမ့်ဆက်အောင်မလို့ပေါ့လေသွားမင်းတယောက်သေးသွားနေပါဦးမြာဘာနေရမှာဖွင့်မင်းပြောရင်ဆိုရင်နဲ့တရားနာပိဋကကြီးညလေးပေါက်လာဟဲ့အကိုကြီးထမကြီးကိုင်လို့ဘယ်လိုဖြစ်ကြတာတော့ဟေးဘယ်လိုဖြစ်ရမလဲငါသတ်မလို့မလုပ်ပါနဲ့ကိုကြီးရဲ့ကိုတိတ်တာတော့လေကျုပ်အဆအအရာပြောခဲ့ပါလေအဲ့ကနေကျုပ်စကားနားမထောင်လို့အလုပ်လုပ်ပါအဆအရာအကိုဖြစ်တဲ့ရောက်ဖားကိုကူညီပါလို့ဆိုရင်မလို့တော်မကူညီလို့ခုတော့လေဒုက္ခတွေများကုန်ကြတော့မှာပေါ့ဟေးငိုးမနေနဲ့ငါအိမ်ကျက်သေးမရှိဘူးသွားနှစ်ယောက်စလုံးနင်ထုတ်ရောဗျာနှင်းထုတ်တော့မောင်တိတ်သားနဲ့မမလေးထွက်ပြေးကြရောအိမ်ကစားစရာတောက်စရာမပါတော့မောင်တိတ်သားကတထေးအိမ်မှာသွားပြီးတော့ကျွန်တော်အလုတ်ကလေးများပေးပါခင်ဗျာဟေးမင်းနှစ်ဖူးရည်ဒူးရည်နဲ့ငါအလုံးနဲ့ဖြစ်ပါဘူးကွာမင်းဘယ်ဘဝကကျုပ်ဘုန်းကြီးလူတွေဘဝပါခင်ဗျာဟောအစကကျုပ်တထေးသားပါခင်ဗျအေးဒါကြောင့်တထေးသားနဲ့ငါအလုံးနဲ့မသိဘူးထင်လို့မင်းနှစ်ဖူးရည်ဒူးရည်ကြည့်တော့တထေးသားဆိုတာငါထင်လို့မေးကြည့်တာကွာမဖြစ်ပါဘူးကွာမဟုတ်ပါခင်ဗျာကျွန်တော်လုပ်ပါမယ်ခင်ဗျာကျွန်တော်လုပ်ပါမယ်ခင်ဗျာလို့ဆိုတော့စဘာ900ဝင်ကြီးတရားနာပိဋကသူရိတ်မယ်ဆိုတော့ဂိုင်းဟုတ်မဟုတ်တော့စမ်းကြည့်စမ်းဆိုတော့လူမစွမ်းနှက်မှလားမသိဟောတရားနာပိဋကမိုးမတဲ့ခင်အချိန်ဝင်းမှာအကုန်ပြီးသွားတထေးကသဘောကျလွန်းလို့ဟေးဓမ္မမောင်တိတ်သားမင်းကွယ်တယောက်ထဲကျဲပြီးတော့ရိတ်လိုက်တာစဘာတွေအကုန်ပြီးသွားလို့ဂိုင်းငါမလဲပဲဒီစဘာတွေအကုန်လုံးပေးလိုက်တော့လဲပဲငါမှာရော့ပါခြင်းမရှိတနာပါသဖြင့်မင်းဓာတွေအကုန်ယူပြီးတော့အဲ့ဒါဒီလက်ကွက်ကိုလည်းမင်းမလှုပ်စားတော့ဆိုတော့ဟောတရားနာပြီးတော့အဆင်ပြေလားအဆင်ပြေလို့လေမယားနှစ်ယောက်တရားနာပိဋကအိမ်ဆောက်ကြမယ်လို့တိုင်ဆိုင်ဖို့ရကျွင်းကလေးတွေတူးလိုက်တော့ရွှေအိုးချင်းနှခမ်းချင်းထိနေတာတွေ့ဟာမမလေးဟိုလေးရွှေအိုးတွေပါလားကွယ်ကြည်စမ်းငါတို့ကုသိုလ်ကံကောင်းတယ်ကံပေးပြီးနှမရဲ့လို့ကြည်လိုက်ကံပေးတဲ့လူများဒီတိုင်းတိုင်ဆိုင်ဖို့ကျွင်းတူးတာရွှေအိုးနှခမ်းချင်းထိနောက်အိမ်ဆောက်မလို့ကျွင်းတူးရင်ပိဋကကြီးကြည်တူးကြဘာဘူးကြောက်ခဲထိုးမိလို့တရွန်းပဲ့မှာစိုးလို့ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ဒီအတိုင်းပဲဗျအချို့များကြတော့ကံမပေးလို့မချမ်းသာခြင်းတော့ဘိုးဘိုးအောင်မပါတဲ့ငွေနှကြနဲ့ထီထိုးပေါက်ခြင်းမပေါက်တာအပြိုကြီးလင်ဝဲရန်ဆိုတာသိစုထွက်ခြင်းထွက်တဲ့ဗျကွာကြတယ်ကံအလုံးဆန်းကျဲတယ်ပြိဿဒီလိုနဲ့တရားနာပြိဿကြီးမောင်တိတ်သားတို့ဇနီးမောင်နှံတစ်ထေးဖြစ်နေ့စဉ်နဲ့အမြတ်တန်ဃာတော်တွေဆွမ်းလှူဒန်းပြီးတော့ကဲတူတူပြောကြပါစို့မောင်တိတ်သားယောဂအသေးတန်ဖြစ်ရောယောဂအသေးတန်ဖြစ်လာတော့နှမရေမမြလေးဟောဒီလူဘဝကြီးကစွန့်ခွာပြီးတော့မင်းကိုဒီအိမ်ကြီးပေါ်ထားခဲ့ရတော့မကွယ်နှမရေအိုးကိုတိတ်သားတော်ပါလိဆောက်ပြောနေတာတော့ပြီးတော့ပါဘူးကိုတိတ်သားတော့ကိုကျုပ်ယောဂပြောက်အောင်ကုမပေါ့နှမရေမင်းကုမဲဆိုရင်မလို့မောင်ကြီးယောဂမပြောက်တော့ပါဘူးပေးမဲ့ယောဂမောင်ကြီးသိတဲ့ကွယ်ကိုတိတ်သားဒီလူပြောပါနဲ့တော့ကျုပ်စိတ်ဆင်းရုံမပြောပါနဲ့တော်စကားပြောလို့မောနေပါမယ်အေးလေးနေသားမမနေနိုင်ဘူးနှမဟောမမြလေးကိုတိတ်သားဘ
ဘာလို့တော့လန့်သွားတာလဲမြင်လားမြင်လို့မမြင်လားနိုင်ထားတယ်ငါ့ကိုလာပြီးတော့ခေါ်နေတယ်နိုင်ထားကြီးတွေဆိုင်နေပြီနှမယထာ6စင်းဆိုင်ပြီဟာကိုတိတ်တာတန်တော့ယောဂအသေးတန်ဖြစ်ပြီးတော့ကြောင်6ချာလေးရှောက်ပြောနေတာနဲ့တူပါရဲ့ကိုတိတ်တာသတိထားပါနော်နှမရဲ့ကြောင်6ချာပြောတာလည်းမဟုတ်ဘူးသတိလည်းထားတယ်နှမရဲ့ဟောမနာယထာ6စင်းမောင်ကြီးကိုလာပြီးတော့ခေါ်တယ်မင်းမြင်ရလားနှမရဲ့လို့ဆိုတော့ဟုတ်ပါဘူးတော့ကိုတိတ်တာတော့သိထင်လို့ပါဟိုတကယ်လာရင်ကြုံမြင်မှာပေါ့မင်းမယုံဘူးလားနှမပေးအဲ့ဒီပန်းကုန်းလို့ဆိုပြီးတော့ပန်းကုန်းကလေးယူပြီးတော့အထက်မြောက်ပြီးငါလိုက်မဲ့ယထာချိတ်စီလို့ပြစ်လိုက်သူလိုက်မဲ့နတ်ယထာသွားပြီးချိတ်တော့ပန်းကုန်းကတွဲလျာလေးဆွဲနေမြင်ရလားနှမဟိုမှာဒီကဟောတောင်းကြမကြဘူးဟုတ်ပါပြီကိုတိတ်ကမလေးတော်လိုက်မဲ့နတ်ယထာကြီးနဲ့တော်နတ်ပြေသွားတော့မှာပေါ့ကျုပ်ကိုထားပြခဲ့တော့မှလားကိုတိတ်သားရဲ့မတနာလို့မဟုတ်ပါဘူးနှမရဲ့မောင်ကြီးလာရထားမောကခေါ်နေပြီဖောင်ကြီးသွားရတော့မယ်နှမရဲ့ကိုတိတ်သားပြစ်မထားခဲ့ပါနဲ့တော့ကျုပ်ကိုပြစ်ထားခဲ့ရင်ကျုပ်ဘယ်သူနဲ့နေရမှာတော့ဟောအကိုနဲ့အဖေမေတို့ကလည်းတော့ဝမေတ္တာရှိလို့အိမ်ကနှင်းထုတ်တာတော့အပီသားနဲ့တော်မရှိရင်များလေးခိုးကိုရမယ်ပါမို့လားကိုတိတ်တာကြောက်ပါကြီးကျုပ်ကိုမထားခဲ့ပါနဲ့မထားခဲ့ပါနဲ့ဆိုတော့ဟိုကတတိလေးကလစ်သွားလေရောပေါ်ပြိဿသူကနာယထာနဲ့သွားကြည့်ပြန်လဲလုံနေထမရဲ့လစ်သွားတော့မမလေးကဟင်မဖြစ်ဘူးသူထားဖို့တက်တော့မှာဒီမဲ့ကိုတိတ်တာတို့ကတော့သွားမယ်လို့ပြောနေပြီကျုပ်မချစ်လို့နိုင်ရထားကြီးနဲ့နတ်သမီးတွေနဲ့ပြောတော့မှာပေါ့ကျုပ်လေတော်မရှိလို့ရှိရင်ကျုပ်ကမနေရဘူးဒီမဲ့တော်မသေးရင်ကျုပ်ရဲ့ပြနိုင်မဲ့ကိုတိတ်သားရဲ့လို့ကြည့်တရားတော်ပြည်သားကြီးနှခေါင်းနှစ်ဖက်လက်နဲ့ပိတ်နားနှစ်ဖက်လက်နဲ့ပိတ်အသက်အောင်ပြီးဒီမှာဒီတော့အကုန်ပိတ်ရင်သေးတယ်နော်မယုံရင်ပိတ်ကြည့်သေးတယ်ပိတ်ရင်ဒါကြောင့်မလို့ကလေးများငိုတဲ့အချိန်ခါမှာအဲ့ဒါလိုအသက်တွေပါတွေအောင့်ပြီးသေသွားမှဆိုလို့ငိုတာကိုမငိုနဲ့လူပြောပါနဲ့လို့ကျုပ်တရားပွဲတိုင်းထည့်ပြောခဲ့ဘူးပါတချို့မိခင်တွေနားမလဲဘူးဒုံကြီးနဲ့ရရင်ကကလေးငိုမှာပေါ့ငိုတဲ့ထဲပါပြောတော့တိုက်အတမထွန်းနဲ့ကဲတရားသလားဗျငိုတဲ့ကလေးတိတ်အတမထွန်းနဲ့ဆိုလို့ရမလားလို့သေဘူးတဲ့နော်မိခင်တွေသတိပေးတာပါကျွတ်တို့ဘက်မှာဒုံကြီးနဲ့ရိုက်ပြီးကလေးကိုတိုက်အတမထွန်းနဲ့ဆိုတော့လေအမေကိုကြောက်တော့သေရောတွေ့ဘူးလို့တကယ်သေးတာနော်ငိုနေတဲ့ကလေးကိုအတမထွန်းနဲ့မလုပ်ပါနဲ့ရီးနေတာကိုလည်းပဲမရီးနဲ့လို့မတားနဲ့မရဘူးဗျရီးချင်တာမရီးရရင်လည်းဟောခါကိုခုံပြောရအောင်ရီးချင်တာဟိုမရီးရလို့ခါခုံပုံလေးကျွတ်တို့ဟိုငဇွန်းနယ်ထဲမှာဥတုမနဆိုတာရှိရေစက်ချတရားဟောသိလှုပ်ချင်တယ်ဘယ်တော့မှမဖြောင်ဘူးဥတုမနကိုတော့လှုပ်လိုက်ပါရပါတယ်ဘယ်တော့မှမငြင်းဘူးလှုပ်လိုက်ဘယ်တော့မှဖြောင်ဘူးကင်မုန်းငက်ကလေးဖရာကြီးညိုလို့အတောင်ပံလေးစုလိုက်အတောင်ပံလေးဖွင့်လိုက်တယ်တရားတစ်ပုဒ်လုံးအတောင်ပံစုဖွင့်ပြီးသွားတယ်အဲ့ဒါလိုပြီးသွားရကတော့အတုပတစ်ခုကြတော့သူကအကြီးဆုံးကျုပ်အကိုဦးစင်းရဲ့ဒါနဲ့တရားနာပြေးတာသုတ်တံမှာဥဒုနာကိုတော်ကြီးဆုံးကိုတော်ကြီးသက်ချပါရပါတယ်ဒါဆိုတာဘယ်တော့မှမဖြောင်ဘူးပျက်စီးတာဘယ်သူတော့နဲ့ပျက်စီးတာအမေကြီးပါဗျာဆိုတော့သူကရေစက်ချတဲ့ထဲကျင်တော့အမေကြီးနာမည်မှတ်ထားတာအမေကြီးပဲမှတ်ထားတယ်ဘာနေရှမယမယကျွန်ုပ်တို့သည်ဆိုပြီးတော့ချသွားလိုက်တာလူကတန်းကနေကြတော့ဘဝန္တရာကတော့ဘဝတော်ဆိုပြောင်းသွားလေပြီးတော့အမေကြီးကိုလည်းလဲဆိုတဲ့အတိုင်းလဲတော့ဤမာနိတန္တုလာဒီနိဤဆွမ်းစာအစရှိသောဒါနဝတ္ထုတို့ဒေမဘုဇေမလူရန်စက်ကကြပါကုန်ဤဖယားဘဝန္တရာကတော့ဘဝတော်ဆိုပြောင်းသွားလေပြီးတော့အမေကြီးကိုလည်းအမေကြီးနှစ်ခါလောက်လဲတော့ကိစ္စမရှိဘူး
အမေကြီး3ငါလောက်ပြန်လေလာတော့ကျွတ်တို့မနေနိုင်တော့ကျုပ်ကဦးစင်းပြောတယ်ဦးစင်းလို့ဟိုအဆုံးတတ်ခိုင်းလိုက်ပါလို့ရေဆွဲချဣဒံပုံညပါကခိုင်းလိုက်ပါငါပြောချင်ဘူးကွာဟောတဖြည်းကြီးနဲ့တန်းကျုပ်ကနောက်ကကျုပ်ကလက်ကလေးထောက်ပြီးတော့ဖင်လက်ကလေးနဲ့ကိုဥဒုမနာဟင်ဣဒံပုံညပါကအေးဟုတ်ပြီဣဒံပုံညပါကဤသို့ယနေ့ယခုလူထမ်းရသောကုသိုလ်ကောင်းမှုဟုကိုမာတာပိတောစမိခင်ဖခင်ကျေးဇူးရှင်တို့အား၎င်းဘုံဝန္ဒရာကတော်ဘုံဝါတော်သို့ပြောင်းသွားလိမ့်ပြီးတော့အမေကြီးပေါ်ဝင်လာပြန်ရောကျုပ်ရည်ချင်းလို့ပါဇက်လက်ကင်ဘွားနဲ့ပိတ်ပြီးကို့လူလဲအရှိန်ပြက်မှဆိုလို့ခါကိုခုံနေရည်ချင်းနာမရည်ရဒီတိုင်းပဲဒီလိုနဲ့တရားနာပြေတာမသားမလိုက်လာတဲ့ကာယကရှင်ဖြစ်တဲ့သာသမီမီးတွေလည်းပဲငိုရာကအကုန်ကြီးကုန်ကြည်ပြီးတော့ရေစက်ချလဲပြီးရောပြန်ကြတော့တလန်းလုံးမသားကပြန်တဲ့လူတွေမရွှင်မပြမှုတ်ဖဲနဲ့အကုန်ကြီးပြန်ရကျုပ်ကကြောင်းရောက်တော့ပြောတယ်ဥသုမနာလို့ဘာတော့ကွာလဲကိုတော့ရေစက်ချကောင်းတယ်လို့ကိုတော့ရေစက်ချကောင်းတယ်ဆိုတော့ဘာလို့လို့ရုံးလဲကိုတော့ငိုးနေတဲ့လူတွေရီအောင်ရေစက်ချနိုင်တာကိုတော်တစ်ပါးရှိတယ်ဗမာပြည်လူလဲနေတာကွာဒါကြောင့်အဲ့ဒီလိုပဲတရားနာပြိဿငိုးနေတဲ့လူကိုအတန်မထောက်ဖို့မတန်းနဲ့ရီတာကိုမတန်းနဲ့ဒီတဲ့ဥသုမနာတရားနာပြိဿကျွတ်တို့ဟိုမေကံမှာသွားပြီးတရားဟောတယ်သူများမကြဘူးတာလည်းမဟုတ်ဗရာစာကြီးသွားဟောတယ်ဗရာစာကြီးကိုမေကံဟောစလေးကမှားတာမောင်တာသားနဲ့မဗရာထုတ်ဖို့နဲ့ခိုးရထွက်ပြီးတော့မိုးရစီးကြိုက်စောကြီးပြီးသူကလာလူတွေကရီတာပေါ့ကြားဘူးတဲ့ဇာထုတ်ဆိုတော့မိုးရစောကြီးကြိုက်စောကြီးကြိုက်တော့ဇာလန်းကပြီးနေနောက်လူတွေကြီးနေတယ်ဗျာ तू ကမျက်စိမိတ်ဟောတာနောက်တတိယနေအောင်လို့ဟိုသားသမီးရပြီးမှကြိုက်ရမွေစိတ်တွေပြန်နှုတ်မွေစိတ်တွေပြန်နှုတ်နောက်တရားနာပြည့်တာလင်လိုက်ပို့ခိုင်းလို့မပို့တော့တန်တေကြီးနဲ့တခါတည်းထွက်သွားလိုက်တာလမ်းကြတော့တားယောက်ျားလေးဖွမ်းမြောက်တားယောက်ျားလေးဖွမ်းမြောက်တော့မောင်သားကလိုက်သွားတခါမွေရကြိုက်ပြန်ရောသားတယောက်ထဲနဲ့ဒီသေးဘူးလူတွေကရီလှပြီး2ယောက်မှကြိုက်ရမှာတယောက်ထဲနဲ့ကြိုက်ထားလို့ရီပဲသူ့ချိန်နဲ့သူဟောတာဂယုကိုမဆိုင်တာလူရီလို့ကတော့ဒီလိုဟောရင်ကနေပြီးနောက်ပိုင်းကျတော့သားငယ်လေးရင်မှာပွေသားကြီးလေးဆိုတော့တယောက်ထဲမွေးထားတယ်ဆွဲကြမရှိနေအောင်မျိုးနဲ့2ယောက်ရပြီးမှကြိုက်ရမောင်တာကမွေ3ကကြိုက်မှသိဒါကျုပ်ကကြောင်းရောက်တော့ပြောတယ်ဥသုမနာလို့ပါတော့ကွာတဲ့မောင်တာကအသက်ပြင်းတယ်နော်လို့ဒီတော့ကတဖြည်းဖြည်းနဲ့ဘာဖြစ်လို့တော့နဲ့ကိုတော့မွေ3ကကြိုက်မှသိတာပဲလူလဲနေတာကွာတဲ့ဒါကြောင့်တရားနာပိဋကကြီးအဲ့ဒါလို့ရည်ချင်းတဲ့စကားလုံးပြောလို့မရည်ရရင်လည်းပဲခါကိုခုံးနေတတ်ပါသဖြင့် gain ဟိုအကုန်လုံးပိတ်ရင်သေတတ်တယ်ဆိုရာကနေပြီးတော့ကလေးတွေအသက်အောင်သေအောင်အတန်မထွက်နဲ့လို့လေပိတ်သေအောင်မလုပ်ကြပါနဲ့လို့ပြောရကထွက်သွားတာပြန်ဆက်ကြအောင်စို့နှာခေါင်းလေးနားတွေပိတ်ပြီးတော့အသက်ကလေးအောက်လိုက်တာဟောမမြလေးခွေကြသွားဝေဖြောက်ဆိုယထာဘောသူကအရင်ရောက်မမြလေးယထာဘောရောက်နေပြီယူမောင်တိတ်ကစိတ်ကလေးပြန်လဲလာနှမမြလေးမမြလေးခေါ်လို့လည်းမရတော့ပါလားမမြလေးဖျားငါအရင်များဒုက္ခဖြစ်နေထင်ပါရဲ့မမြလေးနဲ့နှစ်ဖူးလေးစမ်းကြည့်ဟုတ်တော့ဘူးထင်ရဲ့နှာခေါင်းလေးနဲ့လက်ကလေးနဲ့ကဝင်လေးထွက်လေမရှိတော့ဘူးရင်မကလေးဖိကြည့်ဒီကနေမကောင်းတဲ့လူမရငုတ်တို့ဖြစ်နေဟိုကသေးပြီအကောင်ကသေးပြီနေမကောင်းတဲ့လူမရငုတ်တို့ဖြစ်နေပြီကိုစမ်းနေစမ်းနေဒီတကြီးသေပတိတချို့စမ်းနေတာပဲကြလားစမ်းကြည့်ရင်မစမ်းမမြလေးမဲကိုကျိုးနေပါဘောလားစိတ်တရဲ့ငါအရင်သေးလို့နှရထားဟောရောက်ရင်ဖြင့်ငါမရမမြလေးမထားပဲလေအတူတကွနတ်ပြေထားနဲ့ဝိညာဉ်နှုတ်ပြီးတော့တမဟုတ်ချင်းကလည်းအတူနေရအောင်ခေါ်မယ်လို့အခက်ထားပေမဲ့လို့အခုတော့မြလေးပဲဘဝရောက်တယ်မသိမမြလေးမင်းဘဝကူဆိုလာကြည်လာရဲ့လို့တခါတည်းမမြလေးလေပင်အောက်လက်ကလေးရှူမျက်နှာလေးပေါင်ပေါ်တင်းလို့မမြလေး
ကဲတူပြောကြစို့မမြတ်လေးမျက်နှာပေါ်လေးဟောတဖြည်းဖြည်းခွေကြပြီးမောင်တိတ်စာခောက်ကနေစုအနိစ္စရောက်မဲအနိစ္စရောက်တော့ဖြောက်ဆိုနိုင်ထားကိုရောက်ဟာဟဲ့ကိုတိတ်ပါမမြတ်လေးဟောင်းမလေးတော့ပါသေးရဲ့နှမမင်းပဲဘဝရောက်တယ်လို့ငါမမြင်လို့တယောက်ထဲသွားရမယ်အောင်မေတာမမြလေဒါနကုသိုလ်အရှင်ကြောင့်နတ်ပြေကိုငါတို့ဒီအချိန်ကစပြီးနိုင်ထားစီသွားကြဆိုလားလို့မောင်တိတ်တာတို့ဇနီးမောင်နှံဒါနကုသိုလ်အရှင်နဲ့နတ်ပြေတက်သွားပါသည်ဆိုတဲ့ပြီးခိုးဇလန်းသည်နာယီပြနှစ်ချက်ထိုးတော့မှခမည်းတော်လည်းပေးတီကုတ်ကတ်ထိုင်းနေတာပဲဗျာအားလည်းနာလွန်းလို့ဒီချိန်ထိဟောပါဘူးပြိဿဖတ်စာပါလာကွက်တဲ့တုန်းကကျုပ်နိုင်ပြန်တစ်ချက်ပါအခုတစ်ချက်ထိုးပါပြီကဲဆိုကြပြုတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးချမ်းသာကြပါစေနိဝတ္တန်တို့သည်ခံရတာပြန်ကြပြီတော့နိဝတ္တန်တို့မေတ္တာရဲ့ပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချစ်တရာဆွေကလျောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း